ခေါ်ကြအပ်သောကိုယ်ဘဝကိုဖန်တီးပါတယ်တရားတော်ဒီတရားတော်မြတ်ကြီးကဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့တရားတော်ဖြစ်လေသောကြောင့်တရားတော်ကိုမဟောသိမီမနာသိမီမှာတရားပိုင်ရှင်အစစ်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဘုရားတရားတန်ခါယရဏမြတ်၃ပါးတို့ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့လက်အုပ်ချီမိုးရှိခိုးကြပါအောင်စို့တန္တာရာစကဝိဒံတံတံသုဒ္ဓမတ္တာဩရတံတံစိဏကံဘဝေအာတံတံကံအပိတုမာနတံတန္တာရာစကဝိဒံတံအမမရှိတတ်မဲ့မိကဂတိကအောက်ဒုက္ခရောက်ဖို့ကမောကမန်လက်နေရသည့်ဘဝဖန်ကတန္တရာဆက်ကြီးကိုဖြစ်စည်းပြီးတဲ့ဘုရားယရဏတော်မြတ်ကြီးကို၎င်းတန်တုံတန်ယုံမှညဉ့်ညံပြမတန်းပဲသက်ဆန်းစင်ကြဲတွတ်ပိတကပရိယပရိပံပတိဝိဒအလိကိုသောတရားယရဏတော်မြတ်ကြီးကို၎င်းအာတန်ထိုတရားသခင်ဘုရားရှင်ဤဩရတံတရားရင်နှင့်သာစင်စစ်လည်းဖြစ်တော်မူပါ၏ထသောဘဝေဖြစ်လျင်ပြည့်မြဲမလွဲတန်ထွာတန္တရာထောင်တွင်နောင်ခြင်းနိုင်အာတန်တမေခင်မင်လူချင်းတွေ့တန်တနာသဘောအာသာကြောကိုတန်စိန်ကံဆိုအတင်းဖြင့်အလင်းပြတ်စေဖြတ်တောက်လည်းဖြတ်တောက်တော်မူနိုင်ပါ၏ထသောသူမာနတန်တွင်ပညစ်ကြီးအပြည့်ဝေးသဖြင့်အေးမြမြကြည်ပြရွှင်လင်ကောင်းမြတ်သောစိတ်နှလုံးအစဉ်လည်းရှိတော်မူပါ၏ထသောတန်ခါပိ၈ပါးအရိယာမြတ်တန်ခါနှင့်အရိယာနွယ်လောင်သမုဒိတန်ခါတော်မြတ်ပေါင်းကို၎င်းအဟံသူတော်သူမြတ်လူနဲ့နဲ့တို့ကြည်နတ်ရံမြောင်တရားဟောမဲ့ဘုရားတပည့်တော်သည်မယံသူတော်သူမြတ်လူနဲ့နဲ့တို့ကြည်နတ်ရံမြောင်တရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့သည်ဝန်ဒီဝန်တာမှာပူဇေပူဇာမှာနမေနမမှာမင်္ဂလာစရဏလက်ဥဇ၌ကြည်စွာကိုရောပူဇော်မြတ်တို့လက်အုပ်မိုး၍ရှိခိုးကြော့ကြပါကုန်ဤအရှင်ဖယားဤမိနာဗုဒ္ဓပဏာမိနာဤသို့ဘုရားရှင်အားရှိခိုးရကြောင်းဖြစ်သောပဏာမစေတနာကြောင့်မေမအောင်သေးခင်အောင်တွင်တင်၍အောင်မြင်ရမြောတရားကောမဲ့ဘုရားတပည့်တော်အားနောအမကံမအောင်သေးခင်အောင်တွင်တင်၍နောအမကံမအောင်သေးခင်အောင်တွင်တင်၍အောင်မြင်ရမြောတရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့အားဇယမင်္ဂလံတွင်ပနန္တယမံအပေါင်းအောင်ရောင်းအောင်ရအောင်မင်္ဂလာသည်အထုဘဝတုမြေကြီးလက်ခံမလွဲလတ်သောဆက်ဆက်မတွေ့အမှန်ပင်ဖြစ်ပါစေတည်းစိန်ရသုံးတော်ကထွတ်တပ်ပင်ယူဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလက်အုပ်ချီမို့ရှိခိုးပြီးလို့ပြီးမိမိတို့လူလတ်တောင်းတတဲ့အာသီတပဋ္ဌာနာတွေပြုပြီးတော့တရားတော်ကိုဟောကြားနာကြားတို့ဆိုတော့ကိုဘဝကိုဖန်ပြီးပါတယ်တရားတော်အပိုင်းငါရောက်သွားပြီပြဿနာအပိုင်းမာတရံပိတရံဟန္တဝါရာဇံတော်ဒွေစခတ္တိယေရထံတန္နုစရံဟန္တဝါအာနိဘောခောတိဗရမနောလကုဏကပတ္တိယအရှင်မြတ်အာဂန္တုကယဟန်တော်တွေကတွေ့မြင်လူဂယုစိုက်เสียဖြစ်ပြီးတော့လူကိုဂယုစိုက်ပြန်တော့လည်းပဲတွေးတယ်မြင်တဲ့သူကစကြင်နောက်ချင်းပြောင်းခြင်းတဲ့စိတ်တွေဖြစ်မိမိကိုယ်တိုင်ကယဟန္တာပုဂ္ဂိုလ်အရှင်မြတ်ကြီးဖြစ်နေတော့ဘေးပုဂ္ဂိုလ်တွေကကိုယ့်ကိုစကြင်နောက်ချင်းပြောင်းရင်စနောက်ပြောင်းရင်အပြစ်တွေဖြစ်နိုင်တော့ဘုန်းတော်ကြီးမြတ်စွာဘုရားကတရားကိုမုတ်ချမဟုတ်ဘဲနဲ့ဥပဇာနဲ့ဟောတိုက်ရိုက်မဟုတ်ဘဲနဲ့တွယ်ဝိုက်ပြီးဟောအဲ့ဒါလို့တရားတော်လေးညွှန်းလိုက်ရောဘုန်းတော်ကြီးမြတ်စွာဘုရားပဲအာလုံးလှည့်ပြီးတော့အာဂန္တုကယဟန်တော်တွေကတအုမျက်နှာတအုကြည့်တပန်းမျက်နှာတပန်းကြည့်ပြီးတော့ဘလို့များဟောလိုက်တာပါလေဘလို့များပြောလိုက်တာပါလေလို့ဖြစ်သွားအဲ့ဒီအကြောင်းကိုမူတည်ပြီးတော့ဟောလာခဲ့တာဟောဒီအရှင်မြတ်လကုဏကပတ္တိယအရှင်မြတ်ကြီး
Mesodranan Bakunan, Tawakanan Bakuna, Atan Taya de Adan Kong, Handoli dem, Adan Gonzo. Oh, and a live one, don't a Piashin Koromia Jigo, they are deep blue, bit of 1 young one that Konayak Konadi. Payako Nodi, the Jew biddo. Konayak Konadi, and at the Jew gave me Payako Nodi, Ginu Gelo, Adan Gone at Jubi. Diniamagado, Ahi, Dresan. Oh, on and Liha. Payako Nodigo, Below Dimande. Individual Besko Damande. Sandy Api, Machinu Dada Bogodiga, Machinu Alaya, a bit Biole Madonna. Lolo Bioino, do Piashin Goromia Jigo do the Boja. Do Sabi the Boja la Goga, they are dealing no Dima China Bido. Oh, a Yanunga Piashin Goromia Ji tweeting, not no Dima, Pamamba. Do your Bio and Lemma Balao. Takadli Jara no Dima Asa China, Lemma Shila, the Piashin Goromia Jigo Matuya, Lugambogu Matuya. Canero a Lugambogu le Tuyavi, no Didema le Luba Wutu Biesi Shibi. The Kudan Shida did the Yadiha. O Onge at Daitema Changere, not that is the Midigo, Juibu Vala. Juibu Vala. No Sha Juin Yarabe, look, Singa Pieta. And then a bono di Miaswa Piago, they are the Lubiet Dora bot. Hold on, Aria San. Oh, go ahead, the Gonaga Badia Pian Yaldor, the bait, the Gona, you may have Yaldor open. Oh, the Yana need the Berida about Durangono, I hate the Risano, correct, Negalia, Segaligo, Chiba. A Lugan Bogon and Luziana, Sones, Sonayo, Balolai. Lujin Zega, Miashibida. Lujin Zega. But do more than a Piashin Goromyaji, let it dog a dega, do Pichinago, Super Mera. A Kube, but no Jijo, a hot weather. Homa go pitching up Chibares will be hot again. Naya won't that be gay. The Mangaya hoarded the Yahoma Tenet and I didn't a whole charge. When they are on that. I am on that. Did the Ongeli Jambian Yogi? A Lugan Pogone, Luzia Shide, Chine, Soye, Balopi, Arabadule. A Lugan Pogone, Luzia Piesine, Soneca, Lubiet Doare, Malubula, Arabadule. Huh? Padudo. Huh? Padudo. Pioja Vala de Vido Roba Piano. The young man of Namatrabuka in the Vido Roba Piano. A Lugan Boko yet Luzia Piesili, Sonecama. Huh? Padudo. Oh, over. Ligo, dizzy chin soda. A Lugan Boko yet, Lube Biesi, Sone command, Lubit de Lubiodo, Chantagere, the Kuga, Lujin Zigli, Mieshinida. Hola. Edit Lujin Zigli, the Boko yet, Nandama. Teresa Lepi, Lube Pipi, Nebe Pipi, Babe Pipi. Edit Lujin Zigli, a mere McCain Tayin. A Lugan Pogole, Jong Mahdi, Luziane, Shiva, the Malubita, the Boni. Hola. Bali King Evole. But do more than Piashin Goromyaji, let it do Donga, Eddie Lugines, Sigli, Gain Bido, Konya Connery, Lu, Patana, Sude, Pew Bidoma. Gavata the Intaine, Gavata the Intaine, basically, Lagera. Kana Goda, Pyong Dore, Siga. Hola. Kana Goda, Pyong Dore, Siga. Pasile. Luginese, Biginese, Juiginese, Guniginese, Eddie Sigli and Ashaba. Adalino, Miena, Adali Miena. Did you say to him about did you say to him about Balade?
ထူပါဘူးအဲ့ဒါမပြောတော့တတ်လိုက်တော့တာကောင်းတယ်မာတရံပိတရံဟန္တဝါရာဇာနောဒွေစခတ္တိယေရထံတနုစရံဟန္တဝါအနိကောခောတိပရမနောအမေကိုလည်းတတ်လိုက်တဲ့အတွက်ကြောင့်အဖေကိုလည်းတတ်လိုက်တဲ့အတွက်ကြောင့်မင်းနှစ်ပါးကိုလည်းတတ်လိုက်တဲ့အတွက်ကြောင့်နောက်ဘုသူချင်းဟမ်အခွန်ကောက်တဲ့သူမို့လားအမျက်ခွန်လားစီပင်လားဟမ်မျက်ခွန်လားစီပင်လားဘုရုတမယ်အခွန်ကောက်တဲ့လူတတ်မယ်တတ်လို့ကုန်မမလားဘာလို့အခွန်ကောက်တဲ့လူကိုတတ်မှာတော့ဘယ်နဲ့ဖုန်းကြီးသင်္ကန်းဘယ်အိပ်ပါမလဲအော်တေးသေးချာချာကြည့်လိုက်တော့လကုံကဗတ္တိယလေးပဲဘဝတန်တရာတစ်ချောင်းလုံးကဘာသသိန်းတိုင်တိုင်အခွန်ကောက်ခဲ့တာအခွန်ကောက်ခဲ့တဲ့သူနဲ့တွဲတော့ကဘာတသိန်းအောင်နေခဲ့ရတာဟုတ်လားပိန်တော်လဘာရဒွာစလေဘယ်သူနဲ့တွဲခဲ့တာအခွန်ကောက်တဲ့သူနဲ့တွဲတော့ဘယ်လောက်တောင်နေခဲ့ရကဘာတသိန်းနေခဲ့ရတာအခွန်ကောက်တဲ့တန်တာမရှိရင်နေခြင်းပါတယ်ဆိုတော့နေလို့မရဘူးဟုတ်လားတိုင်းပြည်မှာအခွန်ကောက်တော့ဒီအခွန်တုတ်တွေဟိအဲ့ဒါတွေရလေလေသူ့အိတ်ထဲတာနေမှာပါဟုတ်လားအခွန်ကောက်တဲ့လူကိုတတ်မယ်ဘယ်လိုတတ်မှာလဲအေးနည်းနည်းတော့တရားနာပဲဟိုတပိတ်ချီတာတော့သိပါလေပိန်တော်လဘာရဒွာစတပိတ်ကြီးကိုဝလုံးတိုင်ထိတ်မှာတက်ယူတာမရှိဘူးလားဝလုံး90လောက်ထောင်ထားတယ်အိုးတိတ်ထီတွေကသူတက်မဲ့ကိုတက်မဲ့ဟန်ဆောင်နောက်ဆုံးကြတော့အရှင်မြတ်ကြီးကပါဖြစ်တယ်တက်ယူအဲ့ဒီတက်ယူပြီးလို့ပြန်ကြွသွားပြီတပိတ်ဟာအရှင်ပိန်တော်လဘာရဒွာစအရှင်ပိန်တော်လဘာရဒွာစတကိုးကြည့်လိုက်တာတကိုးကြည့်လိုက်တာဟေးဆိုပရိသတ်တွေကတအားကြည်ညိုပြီးသူ့နောက်လိုက်ပြီးကြောင်းပြန်လာပရိသတ်တွေအများကြီးချီးကျူးပြီးတော့ကြည်ညိုပြီးတော့ကြောင်းပြန်လာဘုရားရှင်ကိုရောမြတ်ကြီးထံမောက်ရောက်ဘန်တို့ပရိသတ်တွေကချီးကျူးတော့တောင်ဝိုင်းပြီးတော့လာတာလေအဲ့ဒီမှာနေလျှောက်တာဗောတပိတ်အဲ့ဒါလိုမျိုးရာဇဂိုတထေးကတိုင်ထိတ်မှာတပိတ်တင်ထားတာစန္ဒကုဏတတပိတ်စန္ဒကုတုံးနဲ့ထွင်းထားတဲ့တပိတ်ကိုတကိုးပြပြီးတပြီးတော့ယူခဲ့လို့ဘုရားအကုန်လုံးကဝိုင်းကြည်ညိုတာဆိုဘုန်းတော်ကြီးမြတ်စွာဘုရားတို့မြည်သည်ကဲ့ရဲ့တိုက်ပြီးဆိုရင်ကဲ့ရဲ့တိုက်တဲ့သူကိုကဲ့ရဲ့ပါသည်ချီးမွမ်းတိုက်ပြီးဆိုရင်ချီးမွမ်းတိုက်တဲ့သူကိုချီးမွမ်းပါသည်လူတွေကပြောကြတာတကိုးအိဋ္ဌိကပါလဲပြည့်စုံလိုက်တာဘုရားဟောဒီအရှင်မြတ်ကြီးကတပိတ်သူများမပြနိုင်တဲ့တကိုးကိုပြပြီးတော့ယူလိုက်တာဘုရားစသည်အဖြစ်အဲ့ဒါလိုမျိုးပြောကြတော့ဘုန်းတော်ကြီးမြတ်စွာဘုရားကလူတွေရှိလူကြားမှာတကိုးပြခွင့်မပေးဘူးတကိုးမပြနိုင်တဲ့ယဟန္တာတွေရှိတယ်တကိုးပြနိုင်တဲ့ပုထုဇဉ်တွေရှိတယ်တကိုးပြနိုင်တဲ့ယဟန္တာတွေလည်းရှိတယ်ကိရိတာကုန်ခန်းတဲ့ယဟန္တာအရိယာတွေကိုတန်ဖိုးမထားတော့ဘဲနဲ့တကိုးပြတဲ့သူတွေကိုပဲတန်ဖိုးထားကုန်ရင်သာသနာကြီးဆုံးယုံပြီဟုတ်လားအဲ့ဒါကြောင့်မို့တကိုးပြတာကိုအပြစ်ပြောတာအဘတ်တင်စီပေါ့အဘတ်တင်စီပေါ့ကဲ့ရဲ့တိုင်ရင်မလုပ်တာလေကဲ့ရဲ့တာဘယ်အတွက်ကဲ့ရတာလဲဆိုတော့တကိုးကိုမချီးမွမ်းတာမဟုတ်ဘူးနော်တကိုးချီးမွမ်းလို့ကိုအိဋ္ဌိမန္နဣတတကံဘိက္ခဝေမမတံဝကနဣဋ္ဌိမန္ဒနံဘိက္ခုနံယတိတာမောက္ခလနာထီတော့အရှင်မမောက္ခလန်ကြီးအရှင်မမောက္ခလန်မထေရမြတ်ကြီးတကိုးဣဋ္ဌိပဣတတက်မရဘူးလားတကိုးမချီးမွမ်းတာမဟုတ်ဘူးနော်တကိုးချီးမွမ်းလို့ကိုတကိုးအရာမှာဗာပေးထားဘာလို့ဒီနေရာမှာတကိုးပြရင်အာဘတ်သင့်ပါစေလို့ပြောတာလေတကိုးမပြနိုင်တဲ့ယဟန္တာတွေကိုအထင်သေးရင်အပြစ်ကြီးကုန်ကြမှာတချို့ယဟန္တာတွေကတကိုးပြနိုင်တာအနာဂတ်နေတကိုးပြနိုင်လားဝိပဿနာတက်တဲ့အားထုတ်လို့သောတာပန်လက္ခဏာကအနာဂတ်ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေတကိုးမပြနိုင်ရင်တကိုးပြတဲ့သူကိုမှအထင်ကြီးသွားပြီးတကိုးမပြနိုင်တဲ့သူတွေကဲ့ရင်အပြစ်ရောက်ကုန်မှာအဲ့ဒါကြောင့်ဟုတ်လားဟောဒီအရှင်မြတ်ကြီးသည်လည်းပဲဒီဘဝရောက်မှယဟန္တာဖြစ်သွားတာ
ကနေကတော့တရားဖြတ်လိုက်ခြင်းလို့ပါအရိညီကောပိဏပါတိကောတိစီဝရိကောပန္တုကူလိကောတန်တုတ်ထီအပိတ်သောအတ္တတထောပဝိဝိတောအတ္တတထောဒုတဝါဒောအဓိစိတ်ဒေနအနုယောကောအရှင်မြတ်ကြီးရဲ့ဂုဏ်တွေအများကြီးကိုလည်းပဲဘုန်းတော်ကြီးမြတ်စွာဘုရားကချီးမွမ်းမြန်ငါတပည့်ပိဏောလဘာရဒွာဇတိအဲ့ဒီဂုဏ်တွေအဲ့ဒီဂုဏ်တွေရှိပါသည်တစ်ခုချင်းထားလိုက်တော့တတိတရားရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းတတိတရားရှိတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ပါဝင်ပါသည်တတိဣန္ဒြေကောင်းပါသည်တမာတိဣန္ဒြေလည်းကောင်းပါသည်ဝရိယဣန္ဒြေလည်းကောင်းပါသည်လို့ဘုန်းတော်ကြီးမြတ်စွာဘုရားကချီးမွမ်းစရာရှိရင်ချီးမွမ်းနဲ့ကဲ့ရဲ့စရာရှိရင်လည်းကဲ့ရဲ့တယ်နောက်ပိတ်ဆုံးယဟန္တာဘဝဖြစ်တာတောင်မှကဲ့ရဲ့ခံရအောင်လုပ်ရင်ဘာဖြစ်တာလဲကဲ့ရဲ့တာဒါကလည်းယဟန္တာဖြစ်ပြီးတော့မသိလို့လုပ်တာမျိုးမဟုတ်ဘူးဘုန်းတော်ကြီးမြတ်စွာဘုရားမပြည့်ညတ်ရသေးလို့လုပ်တာဒီနေရာမှာဘာသွားတွေ့ရအောင်ဆိုတော့တကုတ်အိဋ္ဌိပတ်ပြည့်စုံတဲ့ယဟန္တာကြီးဖြစ်ပါစေဘုရားရှင်ကိုရောမြတ်ကြီးဉာဏ်တော်ကိုတော့ဘလို့မှမမီဘူးအမြင်ချင်းကွာတာကိုအမြင်ချင်းမကွာဘူးလားကွာတယ်ဒါကတော့လှုပ်တဲ့နယ်လို့ယဟန္တာအရှင်မြတ်ကြီးထင်လိုက်တဲ့ဉာဏ်နဲ့ဘုရားဉာဏ်တွေကတူပါဗျာတူမလားမတူပါဘူးကဲဒီမှာဆရာတပည့်ဆက်ဆံရေးတွေမရှိဘူးလားမိဘသားသမီးဆက်ဆံရေးတွေမရှိဘူးလားဆရာတကာဆက်ဆံရေးတွေမရှိဘူးလားရှိတယ်မိဘတွေရဲ့ဉာဏ်နဲ့သားသမီးဉာဏ်နဲ့တူလားဘယ်လိုကသားတချို့သားသမီးတွေကကိုသားတွေထင်တာဟုတ်လားကျန်တာတွေသားရင်သားအောင်တော့အတွေ့အကြုံကတော့ဟုတ်တယ်မလားဆရာနဲ့တပည့်ဘယ်သူကသားတခါတလေတပည့်တွေကသားရထင်တာနော်ဆရာနဲ့တကာနဲ့ဘယ်သူကသားတခါတလေတခါတွေကသားရထင်တာတို့เจ้าမှာတော့အဖြစ်မခံဘာလို့အဖြစ်မခံတော့တခုံးမှပြောလိုက်အရှင်ပြဒါလေးဒီလိုလုပ်ပါလားဟိုကလေးဒီလိုလုပ်ပါလားဆရာလာလုပ်တဲ့သူဆိုတခုံးမှပြောလိုက်တယ်မင်းနေမှာမဟုတ်ဘူးလို့ငါနေမှာမင်းနေတဲ့အိမ်မင်းကြိုက်တယ်လို့ငါနေတဲ့အကြောင်းအဲ့လောက်တော့မပြောပါဘူးငါနေတဲ့အကြောင်းလို့အဲ့လောက်တော့မပြောပါဘူးတကားတွေနော်အလကားနေရင်အကုသိုလ်ယူတာနော်ကဲကြောင်းကန်သွားပြီးဆရာတွေနဲ့တကားတွေနဲ့ဆက်ဆံတဲ့အခါတချို့တကားတွေအကုသိုလ်မဖြစ်ဘူးလားကျောင်းမှာကိုကြိုက်တယ်လို့လုပ်တာကိုအိမ်ကြိုက်တယ်လို့လုပ်တာဟုတ်လားကိုအိမ်မှာကိုကြိုက်တယ်လို့လုပ်တဲ့အကျင့်ပါတော့အဲ့ဒါတို့မပြောဘူးအဲ့ဒါတို့ဟန်တို့ပြောတာအရှင်ပိဏောလဘာရဒွါဇယဟန္တာကြီးဖြစ်တကုတ်ဣဋ္ဌိပံပြည့်စုံတဲ့ပုဂ္ဂိုလ်မြတ်ကြီးကိုတော်မှကဲ့ရဲ့စရာရှိရင်ကဲ့ရဲ့တာချီးမွမ်းစရာရှိရင်ချီးမွမ်းတာဘာဖြစ်လို့လဲဆိုရင်သဗ္ဗညုတဉာဏ်တော်နဲ့ယဟန္တာဉာဏ်နဲ့မတူပါဘူးဆရာတပည့်တူမလားမတူဘူးတဲ့အဲ့ဒါလို့ကဲ့ရဲ့ကြဲခံရပါသည်ချီးမွမ်းလဲခံရပါသည်အိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဘဝတန်တရာတစ်လျှောက်လုံးပါလာခဲ့တဲ့အခွန်ကောက်တဲ့ကောင်းကြောင်းဟောဘသူကြောင့်ဘသူလဲအခွန်ကောက်တဲ့သူကဒေါသဟမ်ဝိသိကိစ္စအိတ်တာအဝိဇ္ဇာမိစ္ဆာဒိဋ္ဌိမင်းမမိစ္ဆာဒိဋ္ဌိလေပြီးသားထာဂရဆရာမြတ်ကြီးရှင်းပြတယ်ထာဂရဆရာမြတ်ကြီးကဘာရှင်းပြထားလဲဆိုတော့ရထံတနုစရံဟန္တဝံရထံတိုင်းနိုင်ငံဆိုတာကျေဝန်းလိုက်တာတဲ့တိုင်းနိုင်ငံကြီးအိမ်မဟုတ်ပါဘူးရက်ွက်မဟုတ်ပါဘူးမြို့မဟုတ်ပါဘူးဘာဖြစ်လဲနိုင်ငံမကျေဝန်းလားကျေဝန်းလိုက်တာပြောမနေနဲ့တော့အဲ့ဒီကျေဝန်းသမျှကိုအခွန်ကောက်လို့ရလေကိုယ့်အတွက်အကျိုးရှိလေဆိုပြီးဗာလိုက်ကောက်အခွန်လိုက်ကောက်တာနော်ခုပြောတာပုံပေါ်လားအိမ်လားရက်ရွာလားမြို့လားနိုင်ငံလားမကျေဘူးလားကျေလားကျေလိုက်တာပြောမနေနဲ့တော့လေအဲ့ဒီကျေလိုက်တဲ့အဲ့ဒီနိုင်ငံရထတိုင်းနိုင်ငံကြီးထဲမှာဟိုလဲလိုက်ကောက်ဒီလဲလိုက်ကောက်ကာကိတ်လဲကောက်တာဟုတ်ပါဘူးအဲ့ဒါဘာဆိုင်စားတော့ဆိုင်လဲကောက်တာပဲစားတော့ခွန်လဲ
မြင်သားဗလားတိုင်းပြည်နေရာတိုင်းမှာဘာလုပ်နေလဲအခွန်ကောက်အခွန်ကောက်နေတယ်နော်နေရာတိုင်းမှာအခွန်မကောက်တဲ့နေရာဆိုတာမရှိဘူးအခွန်လိုက်ကောက်နေတာဣဒံခောပနဘိက္ခဝေဒုက္ခံသမုဒယံအရိယသစ္စာကြားဘူးလားမသိသမုဒယသစ္စာနိယာယံတဏပုဏ္ဏဘဝိကာပါတယ်ယာယံတဏပုဏ္ဏဘဝိကာနန္ဒီရာဂသဟဂတာတတရဘိနန္ဒီနီတွေ့လားဓမ္မစကြာကိုသွားလိုက်ယာယံတဏပုဏ္ဏဘဝိကာတတရဘိနန္ဒီနီယာယံတဏပုဏ္ဏဘဝိကာထက်ခါနေတိုင်းကောက်ပါသည်အခွန်လာတိုင်းကောက်ပါသည်နှစ်တိုင်းကောက်ပါသည်ပုဏ္ဏဘဝိကာထက်ခါဖြစ်နေတတရနန္ဒီရာဂသဟဂတံတတရဘိနန္ဒီနီတတရဘိနန္ဒီနီထိုးနေရတိုင်းမှာလိုက်ကောက်နေတာဘယ်သူလဲလို့မေးရင်နန္ဒီရာဂဟုတ်လားဘယ်သူလဲလေနန္ဒီရာဂတဲ့ဘယ်နေရာမှာလိုက်ကောက်တာလဲလို့မေးရင်အာယတနထိနဝိထာရထိနရထံတိုင်းနိုင်ငံဆိုတာကျေပြန့်ပြောတဲ့အတွက်ကြောင့်တိုင်းနိုင်ငံလို့ခေါ်သည်ပုဂ္ဂိုလ်တ attva တွေမှာတိုင်းနိုင်ငံဘယ်လောက်ကျေတယ်လဲဆိုရင်တိုင်းနဲ့ပြည်နယ်12ခုရှိသည်ဘယ်နှခုရှိတိုင်းနဲ့ပြည်နယ်12ခုဟုတ်ဒီမပြောဘူးဒီက14ခုလားရှိတိုင်းနဲ့ပြည်နယ်မျက်စိရဲ့အဆင်းရဲ့နားရဲ့အတန်ရဲ့နှာခေါင်းရဲ့အနံ့ရဲ့ရှားရဲ့အရသာရဲ့ကိုယ်ရဲ့အတွေ့အထိရဲ့စိတ်ရဲ့အတွေ့အကြံရဲ့အဲ့ဒီတိုင်းနယ်ပြည်နယ်12ခုတိုင်းက6တိုင်းပြည်နယ်က6ခုကိုဘာလိုက်ကောက်နေတာဘသူကကောက်တာနန္ဒီရာဂသဟဂတံတတရဘိနန္ဒီနီနန္ဒီရာဂလို့ခေါ်တယ်ဘာလို့ခေါ်လဲဟေးရွှေဆိုင်ကိုကောက်တာရဲ့ကစွန်ရွက်ဆိုင်ကောက်တာရဲ့ဘယ်ဟာပဲကောက်ဖို့ကောင်းဘယ်ဟာကောက်ဖို့ကောင်းအခွန်ကောက်တဲ့သူဟာဘယ်သူမှမရှောင်သဘောပေါက်လားအခွန်ကောက်တဲ့သူဟာမျက်စိကိုလည်းနှစ်သက်ပါသည်အဆင်းကိုလည်းနှစ်သက်ပါသည်နားကိုလည်းနှစ်သက်ပါသည်အတန်ကိုလည်းနှစ်သက်ပါသည်နှာခေါင်းကိုလည်းနှစ်သက်ပါသည်အနံ့ကိုလည်းနှစ်သက်ပါသည်ရှားကိုလည်းနှစ်သက်ပါသည်အရသာကိုလည်းနှစ်သက်ပါသည်ကိုယ်ကိုလည်းနှစ်သက်ပါသည်အတွေ့အထိကိုလည်းနှစ်သက်ပါသည်စိတ်ကိုလည်းနှစ်သက်ပါသည်အတွေ့အကြံတွေကိုလည်းဓမ္မယုံတွေကိုလည်းနှစ်သက်ပါသဘောပေါက်လားသဘောပေါက်လားအိုးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ညံလေးနဲ့ကြည့်လိုက်စမ်းပါလူဖြစ်တော့လေဒီ12မျိုးကိုခွန်ကောက်နေတာငှက်ကလေးဖြစ်တော့လေဒီ12မျိုးကိုအခွန်ကောက်နေတာနော်ရှင်သေးဖြစ်တော့ရောဒီတိုင်းနဲ့ပြည်နယ်12ပြည်နယ်ကိုအခွန်ကောက်နေတာနော်မြင်လားသဘောပေါက်လားခုပြောတာရှင်းတယ်ဟမ်မိုးလင်းကမိုးချုပ်ကိုယ့်အလုံးမရှိဘူးမထင်နဲ့ဘာလုပ်နေတာဘောပင်လေးရဲ့ဖြတ်ပိုင်းစာရွက်လေးရဲ့ဘောပင်လေးရဲ့ဖြတ်ပဲစာရွက်လေးရဲ့ကင်ပြီးတော့ဈေးတော်တဲကိုဟောအဲ့ဒါကစီပင်ဖြစ်သွားမှာပေါ့နော်ဖြတ်ပိုင်းလေးတွေဆုပ်ပေးတာလားဟုတ်ပါဘူးဟမ်ဖြတ်ပိုင်းလေးတွေဘာလို့ဆုပ်ပေးတာနော်ဟုတ်တယ်မလားဖြတ်တိုင်းလေးတွေဘာဖြစ်လဲဆုပ်ပေးတာနော်ဈေးကောက်တွေလုပ်ဘူးလားဟမ်ဆိုင်တိုင်းမသွားဘူးလားသွားတယ်ကိုနဲ့မသိတဲ့သူကြတော့ဖြတ်ပိုင်းပါဖြစ်တယ်ပေးနေတာဟာကိုနဲ့ရင်းနှီးတဲ့သူကြတော့ဟာမပေးဘူးလားဘာလို့မပေးတာဟမ်အိတ်ထဲတာတကယ်လို့များဖြတ်ပိုင်းမရလို့တိုင်ရင်သိတဲ့လူကတိုင်မှာလားမသိတဲ့လူကတိုင်မှာလားဟမ်မသိတဲ့လူကတိုင်မှာဆိုတော့မသိတဲ့လူကဘာဖြစ်လဲ
သိတယ်လို့လားအိုးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့မျက်စိနဲ့အဆင်းနဲ့ဘယ်ဟာကိုမက်သည်ဘယ်ဟာကိုမက်တယ်ဘာလို့အဆင်းကိုဖြတ်ပိုင်းပေးတာလဲကိုမပိုင်ကိုမဆိုင်ကိုမသိဘူးထင်လို့ဘာလို့နာဖြတ်ပိုင်းပေးနေတာနော်ဟုတ်လားကိုမျက်စိကိုကြတော့ဖြတ်ပိုင်းဖြတ်လားဩရှင်ပြီးတော့တိုင်မှာမဟုတ်တော့အစ္ဆဒရဲ့ဗဟိတရဲ့လို့ရှိပါသည်အစ္ဆတိကယရဏဘာဟိရယရဏရဲ့လို့ရှိပါသည်အိုးသူတော်ကောင်းတို့ညံလေးနဲ့တစ်ခုချင်းကိုအခွန်ကောက်တဲ့လူလို့မြင်လိုက်စမ်းပါဟုတ်လားမိုးလင်းကနေမိုးချုပ်ဘယ်တွေလိုက်ပြီးတော့အခွန်ကောက်နေတာတိုင်းနဲ့ပြည်နဲ့12ခုလုံးကိုအခွန်ကောက်နေတာနည်းနည်းမိုးတော့အလင်းရောက်လို့အိယံကနိုးပြီဆိုတာနဲ့လူမထနိုင်ဘူးဘာအရင်ကောက်အခွန်ကောက်တာဒီဘက်လဲကောက်လိုက်ဟိုဘက်လဲကောက်လိုက်ကာယပတ္တာဓာကိုလည်းကောက်ပါသည်ဖုဒ္ဓဘာယုံကိုလည်းကောက်ပါသည်သဘောကျတဲ့နန္ဒီတာကဘာလို့နာကောက်နေတာကာယပတ္တာဓာကိုတော့ဖြတ်ပိုင်းမပေးတော့ဘူးဘသူတော့ပေးကာယပတ္တာဓာပါဆိုမှအစင်းလို့ကိုကောင်ကြီးကိုတော့ဂယုမဆိုင်အားဘသူကိုပဲဖုဒ္ဓဘာယုံလို့ခေါ်တဲ့အတွေးအထိတွေဒီဘက်လိမ့်နိုင်ရင်နုနုညံ့ညံ့ဟိုဘက်လိမ့်နိုင်ရင်နုနုညံ့ညံ့အဲ့ဒီနုနုညံ့ညံ့လေးကိုနာဒီရာကဘာဖြတ်နေတာဖြတ်ပိုင်းဖြတ်နေတာနော်မဟုတ်ကိုကအာရဘာရတာဥပမာတွေဥပမေယတွေနဲ့ခေါ်နေတာသဘောပေါက်လားဒီလူတွေအလုံးမရှိဘူးလားရှိလားဟမ်ရှိတယ်တနေ့ဘာအလုံးလုံးနေတာဟမ်ခုပြောတာသဘောပေါက်လားကဘာတသိန်းတိုင်ဘာတွေကောက်ခဲ့တာ၎င်းငကဗတ္တိယကလည်းကဘာတသိန်းတိုင်အခွန်ကောက်ခဲ့တာပိဏောလဘာရဒွာစကလည်းအခွန်ကောက်ခဲ့တာအခွန်မကောက်ရင်ယဟနာဖြစ်ပြီနန္ဒီရာဂကာမရာဂရူပရာဂအရူပရာဂရာဂမှန်သမျှပြီးပြီတတရာဘိနန္ဒီနီခိုလဲသဘောကြဒီလဲသဘောကြခိုလဲနှစ်သက်ဒီလဲနှစ်သက်တာဘသူကြောင့်နန္ဒီရာဂကြောင့်အိုးသူတော်ကောင်းတို့ညံ့နဲ့စဉ်းစားလူဖြစ်တော့လဲလူဘဝသဘောကြပြန်သည်နတ်ဖြစ်တော့လဲနတ်ဘဝသဘောကြပြန်သည်ဗြဟ္မာဖြစ်တော့လဲဗြဟ္မာဘဝသဘောကြပြန်သည်ဟုတ်လားရှင်းလားခုပြောတာတရိစ္ဆာန်ဖြစ်တော့ရောဟုတ်လားတရိစ္ဆာန်ဘောသဘောကြတာဘောပိဋ္ဌာဖြစ်တော့သဘောကျတာပဲအတူတကယ်ဖြစ်တော့လေငရဲကြတော့ငရဲကြလို့သဘောကျလားအမဲသူတို့နေကြတော့ကကြပြီးတော့ခုမှမကြပါဘူးလေပြောနေအဲ့ဒါဘသူကြောင့်သဘောကျတာလဲဆိုတတရာဘိရောက်လေရာဟေးသဘောကျနေတဲ့အဲ့ဒီနန္ဒိရာကတကယ်တွေ့ကြည့်နော်ဟဲမင်းနှပန်းလို့ခေါ်တဲ့တတရဒိဋ္ဌိရဲ့ဥစ္စေတာဒိဋ္ဌိရဲ့ဘု து အကြောင်းပြုပြီးဖြစ်တာတက္ကာယဒိဋ္ဌိအကြောင်းပြုပြီးဖြစ်တာအဲ့ဒီတက္ကာယဒိဋ္ဌိကယုံနံဓမ္မသင်္ခါရတွေကိုအမှန်တိုင်းမြင်တဲ့ဝိပဿနာတမ္မာဒိဋ္ဌိပေါ်ရင်တက္ကာယဒိဋ္ဌိပျောက်သွားတယ်နော်မနေ့ကဟောခဲ့တယ်မို့လားယုံနံဓမ္မသင်္ခါရကမမြဲတာဆင်းရဲတာအစိုးမရမပိုင်တာလောကပညာသမုဒိအနေနဲ့ကတော့ဝယ်ရင်မဝယ်ရင်တနည်းပြောမှဆိုရင်ပိုင်နေထင်ရင်ပိုင်နေမထင်ရင်မပိုင်ဘူးနော်ဟုတ်လားအေးတခါတလေကြတော့ကွယ်သတင်းစာထဲမှာအမွေပြမကြော်ညာဘူးလားကိုမွေးထားတဲ့သားကိုနဲ့မဆိုင်ပါဘူးမပိုင်ပါဘူးလို့တာရှိတယ်မို့လားရှိတယ်သူ့ဘာလုပ်လိုက်ရတာအမွေပြကြော်ညာလိုက်ရတာသတင်းစာကတော့ကြော်ညာတယ်လေနောက်ဖေးပေါက်ကတော့လက်ခံဟောဒီကောင်အကျွေးတွေမဆက်ချင်လို့ကိုဒီကောင်မှဖြုံးထားတဲ့အကျွေးတွေမဆက်ချင်တော့မဆက်ရအောင်ယုံမာဟိတက်သိပြလို့အောင်သတင်းစာတွေကဘာလို့ကြည်ညာလိုက်တာအမွေဖြတ်ထားတာနောက်ပေါက်ကတော့အိုးသူတော်ကောင်းတို့သတင်းစာထဲမှာတော့မပိုင်ရင်လို့မပိုင်အိမ်နောက်ဖေးကလက်ခံပြီးတော့ပိုင်နေတယ်နော်ကိုပိုင်ရင်ပိုင်နေမပိုင်ရင်ဒီနေရာမှာပဲဟောခဲ့ဘူးပါတယ်ဒီနေရာမှာပဲပြောခဲ့ဘူးပါတယ်
ဂျပန်ကသားလေးတယောက်သူတို့တော့မမှတ်မိဘူးနဲ့တူတယ်အမေရဲ့အဖေရဲ့မောင်နှမလေးရဲ့9 ယောက်လောက်ရှိတယ်ဒီတို့စီဖုံးဆက်တာအဲ့ဒါသားလေးကလိမ့်လိမ့်မာမာလေးဘိုးရပြီးကစားမကြသေးပါဘူးဂျပန်သွား3 နှစ်လောက်ရွှာကျွေးတယ်ပတ်စံပို့လာတိုင်းပတ်စံပို့နေအဲ့တုန်းကဂျပန်ကခက်ကောင်းတယ်ပတ်စံပို့တာပို့တော့ဒီဟာမောင်ညီကိုမောင်နှမလေးရောအမေဖေတို့အားလုံး6 ချောင်းလေးပြေးနေလေနောက်ကြတော့ပတ်စံမပို့တော့ဘယ်လောက်ကြာတော့3 5 လလောက်ကြာသွားတယ်ပတ်စံလည်းမပို့တော့ဖုံးလည်းမဆက်တော့အရင်တော့ပတ်စံပို့ပြီးဖုံးဆက်တယ်အခုပတ်စံလည်းမပို့တော့ဖုံးလည်းမဆက်ဟာတာဘယ်လိုများဖြစ်ပါလို့နောက်ဆုံးလာ3 နှစ်လောက်အဲ့လိုပတ်စံနဲ့ပို့ပြီးတော့တအိမ်လုံးကြီးဝမ်းလာပြီးတော့အဆင်ပြေလာတဲ့အချိန်အဲ့ဒီသားလေးကဆုံးသွားကဲဂျပန်မှာအလုတ်သွားလုတ်တာလိမ့်လိမ့်မာမာလေးဒီမိဘတွေမနှမျောဘူးလားနှမျောလားနှမျောတာဗော3 နှစ်လောက်တော့လုတ်ကျွေးတယ်ဒါပေမဲ့ဖုံးလည်းမဆက်တော့ဘူးနောက်ဆုံးဘာသတင်းကြဆုံးသွားပြီသေသွားပြီသတင်းကြတာတို့လာပြောပြီးတော့လေအဲ့ဒါပြောဆိုဖုံဘလို့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုသူတို့ရက်လေစုံနေလာစုံနေဘာတွေလုတ်ပေါ်လေတို့တော့မအားလို့မကြွပါဘူးတို့ကတော့ပြောလိုက်ပါတယ်ဟဲ့နင်တို့သေချာစုံစမ်းအောင်တော့ဟုတ်ဗျာတဲ့အကုန်လုံးစုံစမ်းပြီးပြီတဲ့လူတိုင်းနောက်3 လကျော်တော့မှဖုံးဆက်တယ်မသေးဘူးတဲ့ကိုသေးတယ်လို့ထင်တော့လေကိုပဲမသေးဘူးလို့ထင်တော့လေရှင်းလားခုပြောလားသဘောပေါက်လားအခုဒါလေးပြောတော့ဟာဟဲ့နဲ့ဖြစ်သွားတယ်ဟုတ်လားစိုးစိုးတုံးကသေသွားပြီဆိုတော့ဥစ္စေတဒိဋ္ဌိပြတ်ပြီမတွေ့ဘူးလားမြင်လဲမမြင်ကြားလဲမကြားသိလဲမသိပဲနဲ့ဘာဖြစ်လဲပြက်ပြီဆိုပြီးတော့ဥစ္စေတဒိဋ္ဌိကြောင့်မျက်ရည်ဆူဆွဲငိုရတာအခုနောက်3 လလောက်နေမှပြန်ဖုံးဆက်တယ်မသိဘူးဆိုတော့ဟာဆိုဘေးတူတော်ငါလို့ဖြစ်တာသဘောပေါက်လားအိုးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိတတ္တရဒိဋ္ဌိကနေဥစ္စေတဒိဋ္ဌိအပြောင်းမှာဟာလို့ဖြစ်တတ်ကြသည်ဥစ္စေတဒိဋ္ဌိဖြစ်နေရင်မျက်ရည်ဆူဆွဲငိုပွဲဝင်ရသည်တတ္တရဒိဋ္ဌိဖြစ်နေရင်အပျော်ကြီးပျော်နေရသည်ကိုမိုးလင်းကနေမိုးချုပ်ကိုပြန်ကြည့်လိုက်စမ်းမှာဟာဟဲအဲ့ဒါနဲ့ပဲဒိဋ္ဌိနှကောင်အလုံးလုံးနေတာမြင်လားမမြင်ပါဘူးပြောရတဲ့လူမောယုံမဲ့အဖတ်တယ်မမြင်ဘူးမို့လားသဘောပေါက်လားဟဲဂျပန်ကသားမသိဘူးဆိုတော့လေကိုပဲသိတယ်ဆိုတော့လေကိုပဲမသိဘူးဆိုတော့ကိုသိတယ်ဆိုတော့ကိုဘဝရဟာလိုက်ခင်လိုက်ဖြစ်နေတာတကယ်ပြောရင်အဲ့ဒီတတ္တရဒိဋ္ဌိရဲ့ဥစ္စေတဒိဋ္ဌိရဲ့ကိုဘာလုပ်နေတာနှလုံးယောဂဖြစ်အောင်လုပ်နေတာရှင်းလားအခုပဲမသိဘူးပြောလိုက်အခုပဲသိတယ်ပြောလိုက်အခုပဲပိုင်တယ်ပြောလိုက်အခုပဲမပိုင်ဘူးပြောလိုက်အခုပဲမြဲတယ်ပြောလိုက်အခုပဲမမြဲဘူးပြောလိုက်အခုပဲချမ်းသာတယ်ပြောလိုက်အခုတည်းဆင်းရဲပဲပြောလိုက်နဲ့ပြောနေတာတဘောမောက်လားဒီဘောတူတူမေးကြည့်ဦးမယ်နော်တရားခဏနားပြီးတော့တရားအထုတ်တယ်ဆိုတော့ဘယ်လိုလုပ်တယ်ကိုခေါ်တာတရားအထုတ်တယ်ဆိုတော့ဘယ်လိုလုပ်တာကိုခေါ်တာဟမ်ကဲပြောကြသမှာတရားအထုတ်တယ်ဆိုတော့ဘယ်လိုလုပ်တယ်ခေါ်တာအဲ့ဒီဟာဖြစ်နေတဲ့ဟဲဖြစ်နေတဲ့ဆိုတာကိုနားလည်အောင်ကြိုးစားစမ်းပါဒါတတ္တရဒိဋ္ဌိမင်းတစ်ပါးနဲ့ပတ်သက်ပြီးပြောတာမဖြစ်ဘူးလားမဖြစ်ဘူးလားအမလီတရားပွဲကြီးစောင့်နေတာလာမယ်နဲ့နောက်ကြမှာဟာလင်းမြန်မမီလို့မလာဘူးတို့ကားအဆင်မပြေလို့မလာဘူးတို့ဆိုတော့အဲ့ဒီမှာဟာရဖြစ်ကုန်တာဟုတ်လား16 17 18သားတွေသမီးတွေဆိုခဏဟာရဖြစ်မှာပေါ့ဟိုကဖုံးဆက်လိုက်ဖုံးမဆက်လိုက်သဘောပေါက်လားဒါကတော့16 17 18 19 20သားသမီးတွေဟာရဖြစ်တာတစ်မျိုးအိမ်အောင်ကြာပြီးတော့10 နှစ် 15 နှစ်လောက်နေတော့အပြင်ထွက်သွားရင်တော့တော်ပြီအဲ့ဒါကိုတော့မဆိုင်ဘူးအဲ့ဒီဟာရဲ့ဘဝကလွတ်မှသောတာပန်ဖြစ်မှာတချို့ကသောတာပန်အကြောင်းတည်သိချင်တာသောတာပန်အကြောင်းသိချင်တခွန်းနဲ့ပဲပြောလိုက်ချင်စကိုင်းသွားတို့ရကသောတာပန်ကိုသဘောပေါက်လားအခုသောတာပန်ဖြစ်တာသောတာပန်နေမှာဒိဋ္ဌိရှိသေးလား
ဘာကဲဖြစ်အောင်မလားအိုးသူတော်ကောင်းတော့အခုဥစ္စေကိဏရှိလားမရှိဘူးလားမလာခင်တော့ရောရှိတယ်လို့ထင်လားမရှိဘူးလို့ထင်လားဘယ်နေရာဘလို့ပြန်တော်မူမှန်းကိုမသိဘူးလေကိုရှိရောက်မှကိုမြင်တာကိုရှိမရောက်မမြင်တဲ့ဟာကိုပဲဘာလို့တဲ့ထင်နေတာရှိတယ်လို့ထင်နေတာတဘောမဟုတ်လားတေချာကွယ်အေးဆေးဆေးလေးကြင့်ကြည်သမ်းမှတရားစခန်းတစ်ဖွဲ့ပြောပြီးတာတို့တရားစခန်းခေါ်ပြီးလေဒီလိုပဲခေါ်ပြီးတာပါပဲကိုရှိမှရှိတယ်လို့ထင်သမ်းမှကိုကြောရောက်သွားရင်ဟမ်အခုဖြစ်နေကြတာကကြည်တကယ်ဖြစ်ရမှကကိုရှိရောက်နေရှိတယ်သိရကိုကြောရောက်ရင်ရှိတယ်ဆိုတဲ့အထင်ဖြောက်လိုက်ရမှာဟုတ်လားကိုကြောရောက်သွားရင်ရှိတယ်ဆိုတဲ့အထင်ဖြောက်လိုက်ရမှာရှိခြင်းရှိမယ်မရှိခြင်းမရှိဘူးအဲ့ဒါသဘာဝအမှန်မဟုတ်ဘူးလားအခုကြတော့ကိုရှိရလူကြတော့မကြည့်ခြင်းကိုနောက်ကလူပဲရှိတယ်ထင်ပြီးကြည့်ခြင်းနေတာကိုကအဲ့ဒါတတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိအန်းစီရကောင်းတာရှိကလူကြည့်တဲ့လူတဲ့ကိုရှိရလူနဲ့ကြတော့မတည့်ဘူးကိုရကလူကြတော့လှန်တန်းတာနေတာလေတွေ့လားတတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိသောတပန်ဖြစ်မဖြစ်ကိုယ့်ကိုမသိနိုင်ဘူးလားဘယ်လိုသိနိုင်လဲဟာရင်ဖြစ်နေသောတပန်ဖြစ်မလားသဘောပေါက်လားမသူခုပြောတာဒါပေမဲ့ဘယ်လိုကြည့်ရမလဲမဟာမဟင်မဟာနဲ့မဟင်နဲ့ရှိရင်ရှိတာပေါ့မရှိရင်မရှိတာပေါ့အိုးသူတော်ကောင်းတို့ညံနဲ့စဉ်းစားလိုက်စမ်းမှဘာမဟုတ်တဲ့ထမင်းစားတဲ့နေရာမှာကိုပဲပေါ့နေပြန်တော့ငန္နာလေးမိဖို့တဲ့စာလန်းကြည့်သည်အသောတပန်ဖြစ်မလားဒီမှာစားနေတာငမ်းမြန်တော့ရေလေးတစ်ခွက်လောက်လှမ်းကြည့်ပြန်သည်အိုးပြောလို့သာပြောနေဒီထဲသောတပန်နေပါရင်တော့တို့ပြောတာမှားလားမှန်လားထပြောပြီးကြသမောသောတပန်နေပါလေပါလားဟမ်ဘလောက်သောတပန်နေရထိုင်ရတာအရသာရှိလိုက်မလဲတတ္တရဒိဋ္ဌိလဲဥစ္စေတဒိဋ္ဌိလဲသဘောပေါက်လားခုပြောသဘောပေါက်တယ်နော်ကျင့်လို့မရဘူးလားကွယ်အတန်လဲမရှိတယ်ဖြစ်ပြီးအဟောင်းတိတ်ဆက်အကြောင်းကိုပြန်ပြောင်းစဉ်းစားမငြီးတွားနဲ့နောင်ခံဖြစ်လာအနာဂတ်ရဲ့ဇာတ်ကြောင်းတွေ့တော့စိတ်မပေါ်နဲ့ပြီးသားတွေကိုကွယ်မရောက်သေးတာကိုကွယ်မမြင်ရတဲ့ဟာတွေကိုမြင်ချင်းနေတာမြင်နေတာဟုတ်လားဖြစ်စေဧကံပစ္စုပန်ကိုဝေဖန်ဉာဏ်ရှုမြတ်တမှုဖြင့်ပူမှုကင်းစွာနေစမ်းပါတော့ရှစ်တဲ့မြင်တာကြတော့မသိသလိုမမြင်သလိုလှုပ်တာအဲ့ဒါသောတာပန်ဟုတ်သေးလားမဟုတ်တော့ဘူးနော်ဘာလို့သောတာပန်မဖြစ်တာလဲမဟုတ်တာလဲလို့မေးရင်တိတတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိဟာရင်ဖြစ်နေလို့အဲ့ဒီဟာရင်ဖြစ်ရတာကလည်းတက္ကာယဒိဋ္ဌိကြောင့်ဟုတ်လားအိုးသူတော်ကောင်းတို့ဒီမှာအဘိဓမ္မာတွေရောပဋ္ဌာန်းတွေရောတတိပဋ္ဌာန်းတွေရောဒီနေရာမှာခေါ်နေဆရာတော်တန်ဃာတော်တွေခေါ်နေကြအလုံးဘုဒ္ဓတနေတဲ့စုံပြီးတဲ့သူတွေပါပဲမျက်စိနဲ့မြင်နေဆိုတာပုဂ္ဂိုလ်တ attva ကိုမြင်တာမဟုတ်ပရမတ်ကိုမြင်တာဟုတ်လားစက္ခုဝိညာဉ်ကလည်းပရမတ်ကိုမြင်ပါသည်မနောစိတ်ကလည်းပရမတ်ကိုမြင်ပါသည်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ခဏဖေစိတ်စေတသိက်ယုတ်တည်သူ့အလုပ်သူလုပ်နေတာအရှုခံကလည်းယုတ်နံဓမ္မပရမတ်ရှုတဲ့စိတ်ကလည်းနံမြင်တဲ့စိတ်ကလည်းနံအမြင်ခံရတာကယုတ်မြင်တာကနံအနံခံရတာကယုတ်နာနာကနံအကြားခံရတာကယုတ်ကြားတာကနံအစားခံရတာကယုတ်စားတာကစာသိစိတ်ကိုပြောတာဟုတ်လားရှာကြီးသွားမလုံးနဲ့ရှာကြီးသွားမလုံးနဲ့စာသိစိတ်ကိုပြောတာနံအနေနဲ့ကူညီနေတာကယုတ်တရားတွေယုတ်တရားကိုယုတ်တရားကကူညီတော့နံတရားကဘာလုပ်နေတာစားနေတာအဲ့ဒီနံတရားထဲမှာပါတဲ့ဝေဒနာကခံစားပြန်တကယ်ပြောတော့ယုံနံဓမ္မတွေသူ့အလုပ်သူလုပ်နေတာကိုကိုယ်တဏ္ဍမှာဝိပဿနာဉာဏ်သာရှိတဲ့ယုံနံကိုမြင်ပြီကွယ်မမြဲဆင်းရဲအစိုးမရကိုမြင်ပြီကွယ်အခုကကိုယ်တဏ္ဍမှာဝိပဿနာလို့ခေါ်တဲ့တမန်ဒိဋ္ဌိမဖြစ်ဘဲနဲ့တက္ကာယဒိဋ္ဌိလို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိဖြစ်သွားတာဟုတ်လားရှုပ်သွားမလားမလို့ခုပြောတာလောကကြီးကယုံနံဓမ္မမဟုတ်ဘူးလားလောကကြီးမှာယုံနံဓမ္မမဟုတ်ဘူးလားရှင်းတယ်နော်ခုပြောတာလောကကြီးကယုံနံဓမ္မပရမတ်တွေပဲတဲ့အဲ့ဒီပရမတ်တွေကို
အရှုခံပရမတ်ကိုအမြင်ခံအကြားခံအနံခံအစားခံအထိခံအသိခံပရမတ်ကိုကြားတတ်နန္တမြင်တတ်စားတတ်သိတတ်တဲ့ပါလေပရမတ်ကနေပြီးတော့မြင်နေတာကြားနေတာပဲဟုတ်လားအဲ့ဒါလို့ဖြစ်နေတာကိုဝိပဿနာဉာဏ်ရှိရင်အမှန်တိုင်းမသိဘူးလားဘယ်လောက်ထိသိသွားလဲဒါတွေမမြဲဆင်းရဲအစိုးမရသိပြီဒါပေမဲ့လို့မိမိတို့ကမသိပါလေယုံနံဓမ္မသင်္ခါရတွေကိုမသိပါလေဘာလို့မသိတာလဲလို့မေးရင်တမ္မာဒိဋ္ဌိဝိပဿနာဉာဏ်မဖြစ်ဘဲနဲ့မိစ္ဆာဒိဋ္ဌိတက္ကရာဒိဋ္ဌိဖြစ်သွားတာဘာဖြစ်သွားတာတဘောပေါက်တော့သူပြောတာတက္ကရာဒိဋ္ဌိရှိယုံနံကိုမြင်မလားမမြင်ဘူးယုံနံကိုမမြင်ယုံနံကိုထဲ့ကိုမပြောနဲ့တော့ယုံနံကိုဟောဒီတက္ကရာဒိဋ္ဌိကဘယ်လိုလောက်တာလဲမဟုတ်ဘူးသူမြင်ကိုမမြင်တော့တက္ကရာဒိဋ္ဌိလို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိကမြင်ကိုမမြင်တော့ဘူးမမြင်တော့တဲ့အတွက်တတ္တရဒိဋ္ဌိမြဲတယ်လို့ယူခြင်းယူတာဥစ္စေတဒိဋ္ဌိပြတ်တယ်လို့ယူခြင်းယူတာဒိဋ္ဌိပြောခဲ့ပြီးပြီနော်အခုပြောချင်တာကြတော့ဒီယုံနံကိုပဲဒီစိတ်ကမြင်ပြီးတော့ဘာလို့တက္ကရာဒိဋ္ဌိကယုံနံကိုမမြင်တာလဲဟုတ်တယ်နော်ဒီယုံနံကိုပဲဒီစိတ်ကမြင်ပြီးတော့ဝိပဿနာဉာဏ်ကဘာလို့ယုံနံကိုမြင်တာလဲဒါလေးပြောပြချင်တာရှုပ်သွားလားဒီလိုတဲ့မိစ္ဆာဒိဋ္ဌိဖြစ်ချင်တာလားတမ္မာဒိဋ္ဌိဖြစ်ချင်တာလားမြဲတဲ့ခိုင်နေမြင်နေတာလားဟေးဝိပဿနာဉာဏ်ရချင်တာလားဒါမျိုးပြန်ပြောမယ်နော်အရေးကြီးလို့ဒီနားလေးမှာယုံနံဓမ္မသင်္ခါရတွေကိုပဲဒီအာယုံတွေကိုပဲအာယုံပြုတ်ပြီးတော့တက္ကရာဒိဋ္ဌိကမမြင်တာဟုတ်လားဒီယုံနံဓမ္မသင်္ခါရကိုပဲအာယုံပြုတ်ပြီးတော့ဝိပဿနာဉာဏ်ကမြင်တာရှင်းတယ်နော်ဒါဘာလို့တက္ကရာဒိဋ္ဌိဖြစ်ရတာလဲဒီယုံနံဓမ္မသင်္ခါရကိုအာယုံပြုတ်ပြီးတော့ဘာလို့ဝိပဿနာဉာဏ်တမ္မာဒိဋ္ဌိဖြစ်ရတာလဲဒီယုံနံဓမ္မသင်္ခါရကိုအာယုံပြုတ်ပြီးတော့အဲ့ဒါအဓိကသိချင်လားပြောခဲ့ပြီးသားသူတို့တရားမကြည့်နောက်တစ်ခါတရားခေါ်တော့မယ်ဆိုဒီတိုင်းမခေါ်ဘူးပါဇက်ထဲကခေါ်တဲ့တရားတွေစုံတဲ့ထက်ထောင်းပြီးမှသူတို့ပြောတရားမကြည့်ဘူးအဲ့ဒါပဲဟမ်အေးအဲ့ဒါပဲတက္ကရာဒိဋ္ဌိဘာလို့ဖြစ်တာလဲနှလုံးသွင်းမကောင်းလို့ဝိပဿနာဉာဏ်ဘာလို့ဖြစ်တာလဲယောနိသောကာရမနတိကာရနဲ့အာယောနိသောမနတိကာရကွာသွားတာနော်ဟောဒီပုဂ္ဂိုလ်ဒီယုံနံကိုမမြင်ရင်လည်းမြင်နေတယ်မကြားရင်လည်းမနံရင်လည်းနံနေတယ်မစားခြင်းလည်းစားနေတယ်မထိခြင်းလည်းထိနေတယ်မသိခြင်းလည်းသိနေတယ်ဘာလို့တက္ကရာဒိဋ္ဌိလို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိဖြစ်တာလဲနှလုံးသွင်းမှားလို့မဲခုမှကောင်းပြီဟောဒီယုံနံကိုပဲမြင်နေပါသည်ကြားနေပါသည်နံနေပါသည်စားနေပါသည်ထိနေပါသည်သိနေပါသည်ဘာလို့ဝိပဿနာဉာဏ်ဖြစ်နှလုံးသွင်းမှန်သွားလို့တဘောပေါက်လားဘာမှန်သွားလို့အဲ့ဒီနှလုံးသွင်းမှနှလုံးသွင်းမှန်လေးကိုသဘောကျသွားရင်ဘာလို့နှလုံးသွင်းမှားတာလဲလို့မေးရင်ဟုတ်ပြီနော်ဘာလို့နှလုံးသွင်းမှန်တာလဲလို့မေးရင်ဒီတပတ်9ရက်ခေါ်ခဲ့တဲ့4ရက်တိုင်းဟောခဲ့တဲ့တရားထဲမှာယုံနံဓမ္မသင်္ခါရပရမတ်ဆိုတာမမြဲဆင်းရဲအစိုးမရအနိစ္စဒုက္ခအနတ္တဟုတ်လားလောကကအနိစ္စဖြစ်ခြင်းဖြစ်မယ်နိစ္စဖြစ်ခြင်းဖြစ်မယ်ဒုက္ခဖြစ်ခြင်းဖြစ်မယ်ဒုက္ခဖြစ်ခြင်းဖြစ်မယ်အနတ္တဖြစ်ခြင်းဖြစ်မယ်အတ္တဖြစ်ခြင်းဖြစ်မယ်ပညတ်ကကိုယ်ပေါ်မူတည်တာရှင်းလားဘာကွဲဖို့အရေးကြီးသွားတာပညာနဲ့ပရမတ်နဲ့ကွဲဖို့အရေးကြီးတာပညာနဲ့ပရမတ်နဲ့ကွဲပြီးတော့နားလေတဲ့ပုဂ္ဂိုလ်ကိုနှလုံးသွင်းမှန်တယ်ကောင်းတယ်လို့ခေါ်ပါသည်ပညာနဲ့ပရမတ်ကိုနားမလဲပဲနဲ့တခုတည်းစိုက်နဲ့နားမလဲပဲနဲ့မသိတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒါအာယောနိသောမနတိကာရနှလုံးသွင်းမှားတယ်လို့ခေါ်ပါသည်ဆိုတော့ပဲပြောခဲ့သေးတယ်ကွယ်မနေ့ကလည်းပြောခဲ့ပါတယ်လမ်းပြီးရပ်ထားတဲ့ကာကိုပိုင်လားမပိုင်ဘူးလားဟမ်ကဲကာဘာနဲ့ဝယ်မလဲပတ်စံနဲ့ဝယ်ဟုတ်တယ်မကာဘာနဲ့ဝယ်မလဲပတ်စံနဲ့ဝယ်မှာပေါ့ဝယ်ရင်ပိုင်မယ်ကဲအိမ်မပိုင်ဘူးလားပိုင်လားဘာနဲ့ဝယ်ကာမပိုင်ဘူးလားပိုင်လားဟေးလူဘဝမပိုင်ဘူးလားပိုင်လားဘာနဲ့ဝယ်
ရှင်းလားဝင်လို့ရတဲ့ပစ္စည်းနဲ့ဘာလုပ်တာလဲဝင်ရတာပဲဝင်ရင်ပိုင်နဲ့မဝင်မပိုင်ဘူးဆိုတာအဲ့ဒါတော့ကဲမိမိအိမ်ပိုင်ရင်လည်းဆိုရင်ဘာနဲ့ဝဲကားပိုင်နေဆိုရင်ဟုတ်လားတခါကြီးတွေပိုင်နေဆိုရင်ဘာနဲ့ဝဲတက္ကမကြီးတွေပိုင်နေဆိုရင်ဘာနဲ့ဝဲတော့လူဘာနဲ့ဝဲနတ်ဘာနဲ့ဝဲအိမ်ကလူတွေဘာနဲ့ဝဲသဘောပေါက်လားသဘောပေါက်လားပတ်စံနဲ့ဝယ်လို့ရတဲ့ဟာပတ်စံနဲ့ဝယ်ရတယ်ကုသိုလ်နဲ့ဝယ်လို့ရတဲ့ဟာကုသိုလ်နဲ့ဝယ်ရတယ်အဲ့ဒီအကြောင်းအကျိုးလေးနားလည်တော့မှပစ္စယပရိက္ခဏဉာဏ်ထိအရေးကြီးတယ်ဟာဝိပဿနာဉာဏ်တွေဘာတွေပြောမိသွားပြီအဲ့ဒါနောက်ရက်တည်းမှာထိုင်အောင်ဟောမယ်အိုးသူတော်ကောင်းတို့ဟောဒီအကြောင်းလုပ်ရင်ဒီအကျိုးရတယ်ဟောဒီအကြောင်းလုပ်ရင်ဒီအကျိုးရတယ်ဆိုတာမသိထားဘူးလားသိထားလားအဲ့ဒါနှလုံးသွင်းမှားလားနှလုံးသွင်းမှန်လားနှလုံးသွင်းမှန်ရင်ဒီအကြောင်းလုပ်ရင်ဒီအကျိုးရပါသည်ဒီအကြောင်းလုပ်ရင်ဒီအကျိုးရပါသည်ဒါမြင့်နှလုံးသွင်းမှန်တာကိုပြန်ကြည့်လိုက်စမ်းမှာလောကကြီးကိုပိုင်လားမပိုင်ဘူးလားလောကကြီးမှာကိုဖြစ်ချင်တာဖြစ်လားမဖြစ်ဘူးလားမဖြစ်ပါဘူးတဲ့လူတော်ဖြစ်အောင်လုပ်လို့ရခဲ့တာကွယ်နတ်တော်ဖြစ်အောင်လုပ်လို့ရခဲ့တာကွယ်ဟုတ်လားပိဏောနာဘာရဒွါစအရှင်မြတ်တို့လကုဏကဗတ္တိယအရှင်မြတ်တို့ဟိုးလွန်ခဲ့တဲ့ကဘာတသိန်းကလေးကဣတရေရကျင်တာကွယ်လောကကြီးကကိုဖြစ်ချင်တာဖြစ်အောင်လုပ်လို့ဟမ်အရင်တော့ဘယ်လိုထင်ခဲ့တာတော့ဘလောက်နှလုံးသွင်းလွဲခဲ့တယ်လေကြည်ရှင်းလားသဘောပေါက်လားအဲ့ဒါကြောင့်မို့ဒီပြင်ဘာသာကြားတွေကတို့အပြစ်ပြောခံရအောင်ထိမလွဲလိုက်စမ်းပါနဲ့လောကကြီးမှာကိုဖြစ်ချင်တာဖြစ်အောင်လုပ်လို့ရပါသည်လူဖြစ်အောင်လဲလုပ်လို့ရသည်နတ်ဖြစ်အောင်လဲလုပ်လို့ရသည်ဗြဟ္မာဖြစ်အောင်လဲလုပ်လို့ရသည်လောကပြဉ္ညာဟေးဩဃတလောကတတ္တလောကကြီးတွေကိုကိုဖြစ်ချင်အောင်ဖြစ်အောင်လုပ်လို့ရတယ်နော်အရင်ကလုပ်လို့ရတယ်လို့ထင်လားအဲ့ဒါပေါ့အမေတွေအဖေတွေဖျားကြောင်ကန်သွားပြန်လာရင်ဘာပြောအမလီဘုန်းကြီးကခေါ်လိုက်တာတော်သူတို့ကဘာတလောကလုံးကိုမပိုင်တလောကလုံးသူဖြစ်ချင်ဟာဘလောက်ကြောက်စရာကောင်းတော့အဲ့ဒီစကားတတ္တလောကသူဖြစ်ချင်ဟာဖြစ်တာမဟုတ်ဩဃတလောကသူဖြစ်ချင်ဟာဖြစ်တာမဟုတ်ကိုလုံးလို့ရတယ်ကိုဖြစ်ချင်တာဖြစ်အောင်လုံးလို့ရတယ်ယုံနာဓမ္မသင်္ခါရတော်ဆက်ဖြစ်အောင်ယုတ်တွေဆက်ဖြစ်ခြင်းကံစိတ်ဥဒုအာဟာရပေါ့နာနေဆက်ဖြစ်ရင်အဝိဇ္ဇာတဏကံပေါ့ပြောတော့လေကမ္မတက္ကတာတမန်ဒိဋ္ဌိဉာဏ်အကြောင်းအကျိုးဉာဏ်ဖောင်ဖောက်ပြီးတော့လောကကြီးကိုဖြစ်ချင်တာဖြစ်အောင်လုပ်လို့မရပါဘူးဆိုတော့ဘယ်လောက်ရှက်စရာကောင်းလို့သဘောပေါက်လားယောနိသောမနတိကာရအာယောနိသောမနတိကာရယုံနာဓမ္မသင်္ခါရတွေရဲ့အကြောင်းကိုလုပ်ရင်ယုံနာဓမ္မသင်္ခါရမဖြစ်ဘူးလားဖြစ်ပါဗျာအခုမှဖြစ်ပါတယ်တို့မိမိလောကကြီးမှာကိုဖြစ်ချင်တာဖြစ်လားမဖြစ်ဘူးလားဟမ်မဖြစ်ဘူးဆိုတာနဲ့ကိုယ့်ဘဝကြီးစုံမြုပ်သွားပြီဘာကြိုးစားခြင်းသိမ်းမှာအဲ့ဒီမှာနေငုတ်တုတ်ထိုင်တာပဲဝါသနာပါသွားတော့တယ်ဟုတ်လားအိုးသူတော်ကောင်းတို့ထိုင်ရင်းနဲ့ပဲတရားအထုတ်လို့ရတယ်ရရင်သွားရင်လျောင်းရင်းနဲ့လေအထုတ်လို့ရတယ်ဘယ်ဟာပိုကိုဖြစ်ဖို့များသည်ရရင်သွားရင်လျောင်းရင်းနဲ့တော့မလွယ်ပါဘူးကွာလို့ဖြစ်လိုက်တာနဲ့သွားရင်လာရင်အားကိုမထုတ်တော့ဘူးဟုတ်လားအချိန်မရွေးကိုအားထုတ်လို့မရဘူးလားကိုဖြစ်ချင်းသဘောပေါက်လားခုမှသဘောပေါက်မှန်တော့လုံခဲ့တဲ့9နှစ်လောက်ကလေးဒီတရားဟောမှာနော်လုံခဲ့တဲ့9နှစ်ကတာဟောရင်ဒီလူတွေဟာထူတော့ရေးကြည့်ပါလေနော်အိုးသူတော်ကောင်းတို့ဘဒုပေါ်ကိုဘဒုကဘလို့နှလုံးသွင်းပြီးဘာနဲ့ဆွဲပြီးဘလို့ဖြစ်နေတာလဲကြည်ဟောဒီယုတ်ဟောဒီနံဟောဒီအာယရဏ12ပါးဟောဒီတိုင်းနယ်ပြည်နယ်ကိုပဲဟောဒီအာယရဏ12ပါးတိုင်းနယ်ပြည်နယ်ကိုပဲယုံနာဓမ္မသင်္ခါရကိုမမြင်တော့ဘူးနှလုံးသွင်းမှားပြီးတော့ယုံနာဓမ္မသင်္ခါရကဖြစ်ဒီပြည့်တတ္တဝါကမွေးအိုသေးတန်ဝေကဉာဏ်ကလည်းမရဝိပဿနာဉာဏ်ကလည်းမဖြစ်တမ္မာဒိဋ္ဌိဝိပဿနာဉာဏ်မပေါ်ဘဲနဲ့မိစ္ဆာဒိဋ္ဌိတက္ကရာဒိဋ္ဌိပေါ်နေတဲ့တက္ကရာဒိဋ္ဌိပေါ်နေတော့တတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိကပါတော့တာဗောတက္ကရာဒိဋ္ဌိသာရှိနေလို့ကတော့ဟေးမြဲတယ်ပြတ်တယ်ဆိုတာကြီးကမလာဘူးလားတက္ကရာဒိဋ္ဌိမရှိရင်မလာတော့ဘူးနော်
လက်ခံတာအဲ့ဒါလက်ခံတာတက္ကရာဒိဋ္ဌိတာမရှိတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိဒါမြင့်တက္ကရာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိမင်းနှစ်ပါးတတ်ရမလားသူတို့ဆရာတက္ကရာဒိဋ္ဌိတတ်ရမလားဩမင်းနှစ်ပါးမှာဆရာရှိတယ်ပေါ့တက္ကရာဒိဋ္ဌိကိုဘာလုပ်လိုက်ရမလဲသဘောပေါက်လားတက္ကရာဒိဋ္ဌိတာမရှိရင်တတ္တရဒိဋ္ဌိဥစ္စေတာမရှိတော့ဘူးနော်သဘောပေါက်လားအကြောင်းအကျိုးတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိတတ်မှလားတက္ကရာဒိဋ္ဌိတတ်မှလားတက္ကရာဒိဋ္ဌိတတ်လိုက်သည်ရှိတော့ကိုအမေတွေကိုလိုက်တတ်မှလားအမေဖြစ်တဲ့တဏှာတတ်မှလားတက္ကရာဒိဋ္ဌိတွေကိုလိုက်တတ်မှလားတက္ကရာဒိဋ္ဌိဘောင်းစုံကိုမွေးတဲ့နှလုံးသွင်းမကိုတတ်မှလားတချို့ကပြောနေကြတာဒိဋ္ဌိပြုံမှဆိုဒိဋ္ဌိတတ်မှဆိုဒိဋ္ဌိကပင်ရင်မဟုတ်ဘူးဘယ်သူတော့နှလုံးသွင်းမှအာယောနိသောမနတိကာရာကြီးရှင်းလားသူတော်ကောင်းတွေတရားနာလိုက်စမ်းမှသူတော်ကောင်းကိုဆင်းကပ်သူတော်ကောင်းတရားနာလိုက်စမ်းမှပြီးတော့ဗါလေနှလုံးသွင်းမှန်လိုက်ရမှာတွေ့လားအဲ့ဒီကြတော့မှဓမ္မနုပฏิပတ်တိသောတာပန်ဖြစ်ရောကျင့်တော့ရှင်းလားမင်းနှစ်ပါးတတ်မှလားသူတို့ဆရာတတ်မှလားသူတို့ဆရာတက္ကရာဒိဋ္ဌိကိုတတ်မှလားနှလုံးသွင်းမှားကိုတတ်မှလားဘာလို့တရားပွဲကြီးကျင်းပတာဟမ်သဘောပေါက်လားရှင်းလားသောတာပန်ဖြစ်အောင်ဘယ်နဲ့လုပ်မယ်တက္ကရာကံဖြစ်အောင်ဘယ်နဲ့လုပ်မယ်အနာဂံဖြစ်အောင်ဘယ်နဲ့လုပ်မယ်ယဟန္တာဖြစ်အောင်ဘယ်နဲ့လုပ်မယ်ဒိဋ္ဌိဆိုတာမိုင်းနာခေါင်းထဲကိုမထည့်ဘူးတို့ကဒိဋ္ဌိကြောက်စရာကောင်းတာအဲ့ဒီနှလုံးသွင်းမှာနှလုံးသွင်းမှာဘယ်သူတွေပါလဲလောဘကြောင့်မှားတာရှိတယ်ဒေါသကြောင့်မှားတာရှိတယ်မောဟကြောင့်မှားတာရှိတယ်အဝိဇ္ဇာကြောင့်အများကြီးပဲကြောက်စရာကောင်းတာနော်ဟမ်အိုးတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဟောဒီလကုံကဗတ္တိယအိုဩငှက်ကလေးမတိုင်ခင်ဘဒုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်မှာပါရမီစဖြည့်ကြတဲ့ကိုကဘာလေးရှိခဲ့တာလူချင်းတဲ့စိတ်ကလေးရှိခဲ့တာဟုတ်လားဘာစိတ်ကလေးရှိခဲ့တာလူချင်းတဲ့စိတ်ကလေးရှိခဲ့တာနော်ဣဒံခောပနာဘိက္ခဝေဒုက္ခံသမုဒယံအရိယသစ္ဆံယာယန္တနာပုဏ္ဏဘဝိကတတ္တရနန္ဒီရာဂသဟကတတတ္တရာဘိနန္ဒီနီနန္ဒီရာဂဆိုတာလူချင်းတဲ့စိတ်မရှိယူချင်းတဲ့စိတ်ရှိတာဟုတ်လားဘယ်နေရာဖြစ်ဖြစ်အခွန်ကောက်ချင်တာနန္ဒီရာဂဟုတ်လားဘယ်နေရာမှာဖြစ်ဖြစ်အခွန်ကောက်ချင်တာနန္ဒီရာဂကိုနိုင်ဖို့ရအတွက်ဘာစိတ်မွေးရမှာလူချင်းတဲ့စိတ်မွေးရမှာယူချင်းတဲ့စိတ်မမွေးရဘူးလူတာဘယ်တော့ကျေးဇူးများတဲ့အောင်မေလေလူလို့နိဗ္ဗာန်ရောက်သွားတာတွေတပုံကြီးဘုရုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကတာဟောဒီအရှင်မြတ်တပါမလူခဲ့ရင်ဖြစ်မလားအုံအောင်ငယ်ကလေးဘဝကတာမလူခဲ့ရင်ဖြစ်မလားရှင်သေးဘဝကပန်းမလူခဲ့ရင်ဖြစ်မလားဘဝတန်ត្រာတစ်လျှောက်လုံးမလူခဲ့ရင်ဖြစ်မလားအတွင်းတဏ္ဍာမှာလူခြင်းတဲ့စိတ်ကလေးအမြဲပါတဲ့သူလည်းရှိသည်ယူခြင်းတဲ့စိတ်လေးအမြဲပါတဲ့သူလည်းရှိသည်ယူခြင်းတဲ့စိတ်ကအခွန်ကောက်တဲ့ကောင်ဟုတ်လားယူခြင်းတဲ့စိတ်ကအခွန်ကောက်တဲ့ကောင်လူခြင်းတဲ့စိတ်ကနိဗ္ဗာန်သွားမဲ့ကောင်ဓာတ်တဲ့ရှင်းအောင်တော့မပြောတတ်တော့ဘူးတရားဏီကုန်းချုပ်တော့မှာတပည့်ပေါင်းလူချင်းနဲ့ယူချင်းနဲ့ဘယ်ဟာကနှလုံးသွင်းကောင်ဘယ်ဟာကနှလုံးသွင်းဆိုလောကပညာအနေနဲ့လည်းပဲလူချင်းနာကအကောင့်ယူချင်းနာကအဆိုးဟုတ်မလားပရမတ်အနေနဲ့လည်းပဲဟောဒီစိတ်ထဲမှာဟိတဏညိကတတ်တဲ့သဘောနန္ဒီရာဂသဟကတာကအဆိုးဒါနပေးလူတဲ့နေရာမှာပါတဲ့တတ္တဝရိယတတိတမာတိပညာတွေကမကန့်ညိတဲ့အကောင်ဒီပစ္စည်းလေးကိုကိုယ့်ပစ္စည်းမလူနိုင်ရင်ဘာဖြစ်နေတာကတ်နေတာအခွန်ကောက်နေတာဟုတ်လားအခွန်ကောက်နေတာနော်သဘောပေါက်လားဘသူကိုတတ်မယ်အခွန်ကောက်တဲ့သူကိုတတ်ဘယ်နေရာမှာတတ်မလဲမြင်တဲ့နေရာမှာတတ်မျက်စိမှာတတ်ကြားတဲ့နေရာမှာ
နှာခေါင်းနဲ့နားနဲ့အတန်မှာတတ်နာနဲ့နေရာမှာတတ်နားနဲ့နှာခေါင်းနဲ့တတ်စားတဲ့နေရာမှာတတ်ရှာနဲ့အရသာနဲ့တတ်ထိတဲ့နေရာမှာတတ်ကိုယ်နဲ့အတွေ့အထိမှာတတ်တွေးတဲ့နေရာမှာတတ်စိတ်နဲ့အကြံစီမှာတတ်ရှင်းလားတရားအထုတ်တယ်ဆိုတာအရင်လုံနေကြအလုတ်မက်တဲ့နန္ဒီရာဂကိုပေးမဖြစ်တာပဲဝိပဿနာအလုတ်အထုတ်တယ်ဆိုတာဒီဘာလို့တာလဲနန္ဒီရာဂကိုပေးမဖြစ်လိုက်တာပဲမြင်တဲ့စီမှာလောဘမပါနဲ့ကြားတဲ့စီမှာလောဘမပါနဲ့နာနဲ့စားတဲ့ထိတဲ့အခိုက်မှာလောဘမပါနဲ့မိုးလင်းကမိုးချုပ်နန္ဒီရာဂနဲ့အခွန်ကောက်တာမျိုးလုပ်ကိုမလုပ်နဲ့တော့နော်ကျုံတယ်လို့မစားနိုင်ဘူးလားကွယ်ကျုံတယ်လို့မဝတ်နိုင်ဘူးလားကွယ်တကယ်ကိုမဝတ်နိုင်လေကျုံတယ်လို့ဝတ်ရတာပဲကိုမစားနိုင်လေကျုံတယ်လို့စားရတာပဲနောက်ဆုံးကိုမကြည့်ကျင်လည်းပဲကျုံတာမြင်ရတာပဲကိုမကြားကျင်လည်းပဲကျုံတာရှင်းလားခုပြောတာသူတို့တော့ရှင်းလားမရှင်းလားကိုယ့်ကိုယ်တော့သဘောကျဟုတ်လားကိုယ့်ကိုယ်တော့သဘောကျနာနော်မိုးလင်းကမိုးချုပ်မြင်တာဒီကိုကြည့်ကျင်တာကြည့်တာလားသူပြတာကြည့်ရတာလားဟုတ်ကဲ့ဘူးပါပြီကွယ်ဟုတ်လားကိုကြည့်ကျင်တာမြင်နေဆိုတာမရှိဘူးမြင်စရာပဲမြင်တာပါကိုကြည့်ကျင်တာကြီးဆိုရင်နန္ဒီရာကတဟကတတတရတတရဘိနန္ဒီနီကိုနားထောင်နေတာကြားတာမဟုတ်ဘူးသူထွက်တဲ့အတန်ပဲကြားရတာကိုနမ်းနေတာရှုပ်နမ်းရှုပ်ရတာမဟုတ်ဘူးသူနမ်းတဲ့အနံကိုစားကျင်တာစားရတာမဟုတ်ကိုရှာဖို့ရောက်တာအဲ့ဒီကြားထဲမှာသာနှလုံးသွင်းပြီးတော့ကိုကြိုက်တာလိုက်ပြီးတော့ဘာကောက်နေတာအခွန်ကောက်နေတာတော့မြင်လားဖြတ်ပိုင်းရောဖြတ်ပေးရလားမျက်စိနဲ့အဆင်းဘယ်သူဖြတ်ပိုင်းဖြတ်မယ်အဆင်းကိုဖြတ်ပိုင်းပြမယ်မသေးရဘူးသွားတိုင်ရင်ဒုက္ခဟုတ်တယ်မလားအဆင်းဖြတ်ပေးရမှာပေါ့မျက်စိကတော့ကိုကမပိုင်ဘူးလားပိုင်လားပိုင်နေအဲ့ဒီကလေးကမျက်စိဖြတ်ပိုင်းမဖြတ်ဘဲနဲ့အဲ့ဒီကောင်မျိုးတတ်ရမှာမျက်စိကိုလည်းပြန်ကြည့်လိုက်စမ်းမှာဒုက္ခသစ္စာအဆင်းကိုလည်းကြည့်လိုက်စမ်းမှာဒုက္ခသစ္စာမျက်စိအဆင်းနာအတန်နှာခေါင်းအနံ့လျှာအရတာကိုအတွေ့အထိစိတ်အတွေ့အကြံအဲ့ဒါတွေအလုံးဟာဖြတ်ပိုင်းဖြတ်ရမှာဟုတ်လားအဲ့ထဲဘာမှထိုးမထည့်နေနဲ့မက်မနေတဲ့ဖြတ်ပိုင်းဖြတ်ပြီးအလိုက်တော့ဘသူကိုဖြတ်ပိုင်းဖြတ်လိုက်ရမှာလဲဘသူအရမှာလဲလို့မေးရင်မျက်စိနာနှာခေါင်းအကုန်လုံးဟာဖြစ်ဒီပြက်ပရမတ်သဘောတရားတွေဟုတ်လားဖြတ်ပိုင်းဖြတ်ပြီးပြန်တော့ကြည့်လိုက်စမ်းဖြတ်လိုက်သူ့သဘောကိုသိသူ့စီကအခွန်ကောက်စီကတခုကမှဘာလို့တော့မြဲတာလဲမပါချမ်းသာတာလဲမရှိပိုင်တာလဲမရှိဘူးအဲ့ဒီမှာအကောက်ကောက်လို့ရသေးလားအမှန်ကတော့နော်အကောက်ကောက်မရတာကြီးကိုဘာလုပ်နေကြတာကောက်နေကြနေတာအနိစ္စဒုက္ခအနတ္တဖြစ်တည်ပြက်ပေါ်ပြီးချုပ်ပြီးပျောက်သွားတဲ့ခါကိုပဲကိုကဘာလုပ်နာလိုက်ကောက်နေတာနော်သဘောပေါက်လားအမှန်ကတော့တချို့သုတ်တန်နေမှာဘုရားရှင်ကိုတော်မြတ်ကြီးကဘာဟောထားလဲဆိုရင်ဒီအာယတနာ12ပါးကိုရွာပြက်ကြီးလို့ဟောဘာလို့ဟောတာအခွန်ကောက်လို့ရသေးလားအဲ့ဒီရွာပြည့်ကြီးအခွန်ကောက်မရတော့သလိုဟောဒီမျက်စိနာနှာခေါင်းအာယတနာ12ပါးဟာရွာပြည့်ကြီးအခွန်ကောက်မရပါဘူးဆိုရင်နန္ဒီရာကတဘောပေါက်လားရွာပြည့်ကြီးဟုတ်လားနောက်အဲ့ဒီတရားပဲဟောရမလို့ကြာလိတ်လာပါလေအပေါက်လို့ပါဟောတော့မဟောဘူးသေးဘူးအဲ့ဒီရွာပြည့်ကြီးတွေတဘောပေါက်လားခြေပြားကနေဆံပြားတိုင်အောင်တကူကောင်လုံးကဘာကြီးလဲရွာပြည့်ကြီးတစ်မြို့လုံးကလည်းတစ်နိုင်ငံလုံးကလည်းတစ်လောကလုံးကလည်းရွာပြည့်ကြီးပဲအခွန်ကောက်လို့ကိုမရဘူးအခွန်ကောက်ချင်စိတ်ရှိလို့ကတော့ကွယ်လူသေးပါဇက်ထဲကတမတ်တောင်နှုတ်တယ်ဟိဟုတ်တယ်မဟုတ်လားကိုယ်စိတ်ကလေးပြင်လိုက်ပါတော့ယူဖို့လားလှူဖို့လားရှင်းလားဒါနကိုများဘာလို့အပြစ်ပြောကြတာလဲမသိဘူးနန္ဒီရာဂကိုဘယ်သူနဲ့ပယ်မှာလဲလှူတာနဲ့ပယ်ယူတာကိုလှူတာနဲ့ပယ်တာဒါပဲယူတာကိုမယူလှူတာနဲ့ပယ်မရဘူးလားရတယ်တဘောပေါက်လားဒါနဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဘာလို့မနဲ့လှူဘာလို့နေ့လေလှူဘာလို့နေရောညရောလှူဘာလို့နေတိုင်းလှူဘာဖြစ်လို့လဲနန္ဒီရာဂကိုပယ်ခြင်းလို့နော်မတရံပိတရံဟန္တဝါရာဇာနောဒွေဇခတ္တိယေရထံတနုစရံဟန္တဝါ
ani go khodi baramano ameri hudo tana ko le tat lai samma tattwa along ye ame apheri hudo mana ko le tat lai samma tattwa along ye aphe mena badi hudo tattara daithi ausida daithi ko le tat lai samma tattwa along ye အုတ်ချုပ်နေတဲ့မင်းနှစ်ပါးသူတို့ခိုင်းတာလိုက်ရောက်နေရတာမြဲတယ်ဆိုလဲလောက်ရပြန်မမြဲဘူးဆိုလဲလောက်ရပြန်နထန်တနုစရံခန္ဓဝါဘာမဟုတ်တဲ့တောပြက်ရွာပြက်မြို့ပြက်တိုင်းပြည်ပြက်ကဘာပြက်ကြီးမှအခွန်ရလို့ရညာကောက်နေတဲ့အခွန်ကောက်တဲ့နန္ဒီရာဂသဟကတာကိုမလုပ်လိုက်မှာတတ်လိုက်စမ်းမှာနန္ဒီရာဂကိုတတ်လိုက်စမ်းမှာအဲ့ဒီပုဂ္ဂိုလ်မျိုးယဟန္တာဖြစ်ပြီကိုဖြစ်ချင်တာဖြစ်အောင်လုပ်လို့ရတယ်နော် ကိုဖြစ်ချင်တာဖြစ်အောင်လုပ်လို့ရတယ်တရားကျင့်ပေးစမ်းမှာနှစ်ပြန်နဲ့ခေါ်မယ်တပတ်ခါနဲ့ခေါ်မယ်ငါးရက်ကြံသေးတယ်ခေါ်အောင်မယ်ကြုံတိုင်းဆုံတိုင်းကြုံတိုင်းဆုံတိုင်းဘာလို့များမက်ကြမှာတော့ဟုတ်လားတကယ်တမ်းကြတော့ဟောဒီအုံအောင်ငယ်လေးဟောဒီချင်းသေးဟာအစောကြီးကလေးကဘာစိတ်ကလေးပါလာအဲ့ဒီလူချင်းတဲ့စိတ်ကြောင့်နိဗ္ဗာန်ရောက်တာအဲ့ဒီလူချင်းတဲ့စိတ်ကပဲနန္ဒီရာဂကိုပပြီးတော့နိုင်အောင်တတ်သွားတာတဲ့ကိုဘဝကို ကိုဖန်ပြီးပါလေရှင်းလားဘလောက်ရှက်စရာကောင်းတော့ရွာပြက်ကြီးအခွန်ကောက်နေကြမျိုးပြက်ကြီးကိုဟုတ်လားဒီထဲမှာအခွန်ရှိလို့အခွန်ကောက်တယ်ဆိုတာအနစ်မရှိတဲ့အခွန်မို့လို့အခွန်ကောက်အမိုက်ပုံပဲဖြစ်မှာပေါ့သဘောပေါက်လားသူတို့တော့မသိဘူးကိုကပြောရတာသဘောကျသွားတယ်ရွာပြက်ကြီးကိုအခွန်ပတ်စံရစရာရှိလို့ကောက်တာလားကောက်နေကြမို့လို့ကောက်တာလားတော်ပြီမဟောတော့ဘူး အဲ့ဒါပဲကောက်နေကြဘူးလို့ကောက်တာမျိုးမလုပ်ပါနဲ့တော့မြင်ရင်နာရင်ကြားရင်စားရင်ထိရင်တွေးရင်အော်ငါတို့အလဟတအချက်မဲ့အလဟတတသက်မဲ့ဘာမှအကျိုးမရှိအနဲ့မပါဗလာဒီယုံနံဓမ္မလေးကိုငါတို့ဟုတ်ထင်နေကြတာပါလားလို့အဲ့ဒီအတိလေးဝင်အာယောနိသောမနတိကာရပျောက်ယောနိသောမနတိကာရနှလုံးသွင်းကောင်းပေါ်ပြီးတော့တက္ကရာဒိဋ္ဌိပေတမ္မာဒိဋ္ဌိဝိပဿနာဉာဏ်ပေါ်ပြီးဒိဋ္ဌိဝိသိကိစ္စပါပြုတ် နန္ဒီရာဂသဟကတာနန္ဒီရာဂပါပြုတ်ပြီးတော့မိမိတို့ရည်မှန်းမိမိတို့ဖြစ်ချင်တဲ့အတိုင်းကိုဘဝကိုပုံဖော်ကိုဖြစ်ချင်တဲ့အတိုင်းကိုဘဝကိုဖြစ်အောင်ဆောင်ရွက်ပြီးနိဗ္ဗာန်ကိုရရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း